ရှာအောင်စီးရတယ်အောင်စီးဘေးခေါ်တယ်အဲ့ဒါလေမိုက်တယ်လုံနိုင်တာပရာဟိတာချီဟုတ်ပါတယ်ခဏခဏနဲ့စုကြလုံးတော့ကာလာသေးတာအားကလက်နောက်ပြည့်ဒီမှာလက်တိုးပဲကင်မရာမပိုင်မဟုတ်မကြည့်ရမုံမြချင်းနဲ့တန်ပရာဟိတာပြောပြအောင်အခုဘာလဲလောက်ကြလဲခင်ဗျာဟုတ်ကဲ့ဘာကြောင်မိုက်ဒီကောက်ကြပါလဲဖွဲ့စီရနေတော့လာရောမိုက်ဒီကောက်ကြအခုဆိုအချိန်ဘယ်လောက်ရှိလဲ60ကျော်ဒီအမိုက်ကောက်ချင်းကိုဘယ်တရားတွေစိုက်တော့လုံးနေကြတာဒါဆိုတော်တော်ခီးရောက်ပါပြီเนาะအခုတော့အမိုက်ကောက်တဲ့အတွက်ဘယ်လိုခံစားရလဲမကျက်စင်โอเคကျေးဇူးတင်ပါတယ်မပြောရစေအခုလိုတကယ်ချင်းနဲ့အတူတူအမိုက်တွေကောက်တော့ဒီတော့ဘယ်လိုခံစားရလဲဒီလောက်ပဲလားနောက်ပါပြောကြည့်နေတယ်မိုက်ကောက်ချစ်အောက်ဖြစ်ပါဘယ်လိုပြောလဲလူငယ်ရဲ့စီလောက်ပူကြီးအခုလိုမိုက်တွေကောက်တဲ့အတွက်ဘယ်လိုခံစားရလဲပြောဘယ်ကနေလိုက်တော့မိုက်တွေကောက်ကြလဲကောက်တော့ကျုံးဟာကျိုးတယ်ဒီကလေးရှိလေဆရာကတော့ကြောက်ကောနေပါအဲ့ကျော်ဆရာပညာပြုတ်ခဲ့တယ်လားကောနေပါရှ
အခုပါလာလောက်ကြတာလဲ အမိုက်လာကောက်ရတယ် အမိုက်ဘယ်ကနေလာကောက်ကြတာခင်ဗျာဘယ်ဖွဲ့စီရလဲဘယ်ဖွဲ့စီကနေလာကောက်တာလဲပညာ BSC ပညာပြုတ်ခင်အမိုက်ခောက်တာဘယ်နှကြိမ်လောက်ရှိပြီလဲသိလားသိလားအောင်ဆိုဘယ်နှကြိမ်ရှိပါပြီလဲ106ကြိမ်ရှိပါပြီ တရားနဲ့6သိန်း မိုက်ကောက်တာပြောလား ပြောလဲ โอเคကြားပါအခုပါလာလောက်ကြလဲခင်ဗျာ တော့အမိုက်လာကောက်တာအခုအမိုက်လာကောက်တာပါ ဟုတ်ကဲ့အမိုက်ကဘာကြောင့်ကောက်ကြတာလဲ ကျောင်းတက်ရှိတို့ပတ်ဝန်းကျင်လည်းမှုတော့ကဘာကြီးတက်ရှင်ပေါ့ ဟုတ်ကဲ့ဘယ်ဖွဲ့စီကနေလာပြီးတော့အမိုက်ကြီးကောက်ကြတာလဲ ပညာပြုတ် BSC ဆိုတာပတ်စီရတယ်ပါတိုင်းတနင်္ဂနွေနေ့ညတိုင်းကောက်တယ် အခုလိုတငယ်ချင်းနဲ့အတူတူပူပေါင်းပါဝင်တော့မိုက်ကောက်တော့ရင်ထဲမှာဘယ်လိုခံစားရလဲ ပြောတာပေါ့ ပျော်ရုံတက်ပဲလား အပီတီလက်ပြလေးကြာအော်ငါတို့အမိုက်ကောက်တော့တက်ရှင်မှာတော့အော်ကိုရီကောက်ပေးကြတာအမိုက်တက်ရှင်ရောလို့ကြော်လေးတာပါလားဟုတ်ပါ โอเคကျေးဇူးတင်ပါတယ်အခုလိုဖြေချပေးတဲ့အတွက်